အားလုံးပဲကြော်ခစ်ချမ်းနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ MNGO Mango လို့ခေါ်တဲ့ဒီ dessert ဆိုင်လေးနဲ့မိတ်ဆက်ပေးကြပါခင်ဗျာဒီ Mango dessert ဆိုင်လေးကတော့ San Diego မှာရှိပါတယ် Asian စားစာတွေအများကြီးရှိတဲ့ဒီ Convoy District မှာရှိတာဖြစ်ပါတယ်ခင်ဗျာကျွန်တော် San Diego ရောက်လိုက်ဒီဆိုင်လေးကိုတွားစားဖြစ်ပါတယ်တော်တော်လေးစားကောင်းတဲ့ဒီ dessert ဆိုင်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာအဓိကတော့သူကယိုရီးယားဘက်ကိုနှွယ်တယ်ပေါ့နော်ဒီ dessert လေးကပြီးကိုရီးယားနဲ့လည်းနည်းနည်းခက်ဆင်ဆင်ပေါ့ဒါပေမဲ့ယိုရီးယားနဲ့ကိုရီးယားပေါ့ဒီ shave ice တွေကတော့ကိုရီးယား style ပုံစံပေါ့ကျန်တဲ့တခြားဒီ mango sticky rice တို့ဘာလို့ကတော့ဒါယိုရီးယားနဲ့ပုံစံမျိုးပေါ့နော်အထက်ကပြင်စင်ပိုင်းလေးရလဲအရန်ကိုတက်တက်ရက်ကလေးနဲ့လောက်ထားလေးကချစ်စရာလေးပါကျွန်တော်ဒီအကြောင်းကိုလည်းကျွန်တော် Facebook မှာတော့ပြောပြထားဖို့ပါတယ်ဒီဆိုင်လေးကဒီ weekend ညနေပိုင်းနေဆိုရင်တော့လူတော်တော်လေးများတယ်ကျွန်တော်တို့မှာစားတဲ့ဟာလေးကတော့ဒါtapioca ရယ် mango ဒီ ice cream ရယ် mango ရယ် coconut milk ရယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ strawberry shave ice ပါ strawberry shave ice လေးကတော်တော်လေးကိုနုနုညံ့ညံ့လေးနဲ့အရင်ကိုစားကောင်းပါတယ်ကျွန်တော်ပထမထင်တာကတော့ဟာဒါ you ice လို့ပဲထင်တာပေါ့နော်ဒါပေမဲ့အထဲမှာသူ့ရဲ့ပါဝင်ပစ္စည်းတွေကတော်တော်လေးကိုများပါတယ်ခင်ဗျာပြီးရင်နောက်တစ်ခုကသူတို့ဒီနိုးစီလေးပေးထားတယ်ပြီးရင် strawberry jam လေးပေါ့နော်အားလေးလည်းပေးထားတယ်နိုးစီလေးကိုပေါ်ဆန်မယ် strawberry jam လေးကိုလည်းပေါ်ဆန်မယ်ဒီနေ့ mango စားတော့ပါ mango jello mango ice cream Maria mango စားကုန်နဲ့ coconut milkတော်ကောင်းနေရတယ်။ဒီအရာ strawberry shave ice နိုးစီလေးပါတယ်။ဆိုတော့နိုးစီလေးကိုဒီမှာထည့်ထားဒီ strawberry jam စီဝါနေရတယ်cheesecake လေးလည်းပါတယ် strawberry cheesecake shave ice okay San Diego ဘက်ကိုတကယ်ချင်းတို့ရောက်တယ်ဆိုရင်ဒီဆိုင်လေးမှာ dessert ကြိုက်တဲ့သူဆိုရင်ဒီဆိုင်လေးမှာဝင်ပြီးတော့မြည်ကြည့်တင်ပါတယ်သူက Convoy District မှာရှိပါတယ်အိမ်နာမှာဆိုဒီ Asian စားတောက်တွေပေါ့နော်ဒီ ramen တို့ Korean barbecue တို့အများကြီးရှိပါတယ်ခင်ဗျာဒီဆိုင်လေးကတော့ MNGO လို့ခေါ်တယ်ဒီ dessert ဆိုင်လေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်